ทั่วไปเลยครับ မြန်မာလိုပြောပေးလို့ရလား ได้เลยครับ ถ้าคุณมีอะไรที่อยากพูดหรือสงสัยเพิ่มเติมก็ถามผมได้เลยนะครับ Hello မင်္ဂလာပါခင်ဗျာ မင်္ဂလာပါခင်ဗျာဒီနေ့ပါမယ်စီရမယ်ဒီအတက်လေးချီရုပ်တက်နေတယ် တက် GPT ကဘာလို့မြန်မာလိုမပြောတတ်တာလို့ တကယ်တမ်းမှာတော့ ChatGPT ကမြန်မာလိုနားလည်ပြီးပြောဆိုနိုင်ပါလေဒါပေမဲ့ဘာသာစကားသူ့ရဲ့ကျွမ်းကျင်မှုကအဲ့ဒီဘာသာစကားနဲ့ပတ်သက်ပြီးသင်ယူထားတဲ့အချက်အလက်အရေးအတွက်ပုံပြီးပါတယ်မြန်မာလိုရေးသားထားတဲ့အချက်အလက်တွေကအင်္ဂလိပ်လိုလောက်မပုံများတာကြောင့်အမြဲတမ်းတိကျခြင်းမှတိကျပါလေဒါပေမဲ့ခုနောက်ပိုင်းတိုးတက်မှုတွေရှိနေတာမို့ပိုပြီးကောင်းမွန်လာမှာသင်က ChatGPT ကိုဘာအတွက်အသုံးပြုချင်တာလဲ ကိုကန်နဲ့စကားပြောလို့ရတယ်လို့ပြောရှင်တာသူ့ကိုပြောလို့မရဘူးဒီဘက်ကဆရာကြာနေတယ်လို့ ဟုတ်ပါဘူးခင်ဗျာ Google ကတရားကျနေတာမဟုတ်ပါဘူးကျွန်တော်ကအမြဲတမ်းသိကိုကူညီပြီးသိစိတ်လွတ်လွတ်လပ်လပ်ဆွေးနွေးနိုင်အောင်ရည်ရွယ်ပါတယ်အခုကျွန်တော်တို့စကားပြောနေတာကလည်းတကယ်တမ်းသဘာဝကြကြဆွေးနွေးနိုင်ဖို့အတွက်ပါပဲသင်ဘယ်လိုအကြောင်းအရာကိုပြောချင်တာလဲဒါမှမဟုတ်ဘယ်လိုပုံစံမျိုးနဲ့စကားပြောရတာကိုသဘောကျလဲဆိုတာပြောပြနိုင်ပါတယ်